ကိုယ့်ရဲ့ Facebook account သူများတွေဟက်လို့မရဘူးဘယ်လိုမျိုးလုပ်ရမလဲအခုကြည့်နေတဲ့သူတွေထဲမှာကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေ influencer တွေ social media ကနေစသဖြင့်ဝင်ငွေရှာတဲ့သူတွေရှိလားရှိရဆိုလို့ရှိရင်ဒီဗီဒီယိုအဆုံးထိကြည့်သွားပြီပါမိတ်ဆွေတို့အကျိုးတစုံတရာရသွားမယ်လို့လုံးဝအာမခံကျွန်တော်တို့ဟာ Facebook account တွေ Facebook page တွေကနေဘယ်လိုမျိုးပတ်သက်ရှာမလဲဘယ်လိုမျိုးပေါက်အောင်လုပ်မလဲဆိုတော့ပဲအများနဲ့စဉ်းစားနေမိတတ်ပါတယ်ဒါပေမဲ့အရေးကြီးတာတစ်ခုတော့မေ့နေတတ်ကြပါတယ်အဲ့ဒါဘာလဲဆိုတော့ကိုပြောရတဲ့ပန်းလေးကိုသူများခိုးသွားသူမျိုးဖြစ်စေနိုင်တဲ့ကိုယ့်ရဲ့ Facebook account တွေ page တွေ hack ခံရတာပဲဖြစ်ပါတယ်ဒါကြောင့် Facebook account တွေ page တွေ hack မခံရအောင်ကြိုတင်ကာကွယ်ထားဖို့လိုတယ်ဆိုတာပါပဲဒါကြောင့်ဒီနေ့မှာ page hack မခံရအောင်ကာကွယ်နိုင်တဲ့နည်းလမ်းလေးတွေနဲ့ပတ်သက်ပြီးပြောပြပေးပါမယ်စလိုက်ရအောင်ပထမဆုံးအချက်က two step verification လုပ်ထားဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ Gmail နဲ့ password ကိုတော့ hacker ရသွားတယ်ဆိုရင်တော့ hack လို့မရဘဲနဲ့နောက်ထပ် code တစ်စင်းထပ်ကန်ထားတဲ့ function ဖြစ်ပါတယ်နံပါတ်2အချက်က page မှာ business manager လို့ခေါ်တဲ့ BM security confirmation လုပ်ထားဖို့လိုအပ်ပါတယ်ဒါမျိုး business manager verification BM security လုပ်ထားမှသာကိုယ့် page မှာရှိတဲ့ admin account တွေအကုန်လုံးခိုးခံလိုက်ရတယ်ဆိုရင်တော့ကိုယ့် page ကတကူးတက်ထဲကိုရောက်သွားခြင်းလုံးဝရှိမှာမဟုတ်ပါဘူးနံပါတ်3အချက်ကတော့လူသိနေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်တော်တော်များများ BN တော့ခံထားတယ်ဒါပေမဲ့ BN ခံထားတဲ့အကောင့်ကလုံခြုံမှုမရှိဘူး BN ကိုလည်း two step verification ထပ်ပြီးနောက်တစ်ဆင့်မ on ထားဆိုရင်ဒီ BN အကောင့်လည်းခိုးခံရနိုင်တယ်အဲ့တော့ BN အကောင့်ကိုပါ security မြင့်ထားပါကျေးဇူးတင်ပါတယ်အချက်အဓိကအသုံးချက်ကိုမျှဝေပေးလိုက်ပါတယ်ဒါမျိုးဤပညာနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ Facebook page အကောင့်တွေလုံခြုံရေးနဲ့ပတ်သက်ပြီးတော့အမြဲမပြတ်သိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ page ကို follow လုပ်သွားပေးလို့ရပါတယ်